ပြောနိုင်စေခဲလာတဲ့စာသင်သာကျော်လွှားနိုင်သူတွေမဆုံးတော့တဲ့လောကဖြတ်သန်းနိုင်ဖို့လေအမှန်တရားတရားနဲ့မြင်တွေ့နိုင်ပါစေဘာဒီငိမ့်ချမ်းသာရစေချွတ်တဲ့မှုတွေစဉ်းစားရှောင်လန်းနိုင်သူတွေစာသင်သာပရိယတ်တီတင်ကြနေလေကိစ္စနေရဲ့အနေအထားသာသနာကိုလွှမ်းမိုးသွားရှားပါလာသောမျိုးဆက်များတတိမထားစာသင်၌တွေပျောက်ကွယ်သွားသာသနာကြီးကွယ်သွားနိုင်